အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကိုရီးယားနိုင်ငံရဲ့ UNESCO နဲ့ဗုဒ္ဓမွေးနေ့အကျိုးဘွဲတော်ကျင်းပတယ်ဒါကတော့ရှေ့ဆုံးပြုံတုံးဝဲဂျာပန်မီဘန်ဂျာပန်မီဘုံဘွဲတော်ကဲဒါကတော့ဆက်နိုင်ငံရဲ့မျိုးတော်ဝင်များဒါဆက်မျိုးတော်ဝင်ပါဗျာဒါကတော့ကိုရီးယားနိုင်ငံရဲ့ဗုဒ္ဓမွေးနေ့အကျိုးဂျာပန်မီဘုံဘွဲတော်ဖြစ်ပါတယ်ကဲနိုင်ငံပေါင်းစုံရဲ့ရိုးရာဗုဒ္ဓဘာသာတွေအားလုံးရှိရှုခံစားကြည့်ပါဦးဗျာ시간 되세요. 고맙습니다. 환영합니다. 예. 보세요. AI စိုက်ရုံAI စိုက်ရုံနဲ့ဗုဒ္ဓဘုံနှစ်ပါးသုံးပါးပါဗျာသုံးပါး AI စိုက်ရုံနဲ့
ရှောက်တာလေးလည်းစင်ပြီးရဗျပုံမှန်တိုင်းစင်ပြီးရဗျ၄ပါးဗျ၄ပါးAI ဆက်ရုံဟုတ်လားလမ်းလျှောက်တာလည်းစင်တူနော်AI ပုံဗျာကဲဒါတော့ကိုရနိုင်ငံရဲ့ပုံကအားကောင်းစားကောင်းအဖွဲ့တွေပါညာကျောင်းကိုသွားပြီးဒါကျွန်းဆက်တွေဟဲ့ကိုတက္ကသိုလ်ကျောင်းပါတခုတည်းမြန်မာဟမ်အားကြောင့်ကိုပဲလေ
ဘုရားရုပ်ွားတော်တွေလမ်းတပ်ပြီး လာပါဗျာဒီရကျွန်တော်သုံးမျိုးလေတော့ဗုဒ္ဓမွေးနေ့ကြာပန်းမိဘုံပန်းမိဘုံပွဲတော်မှာရောက်ရှိနေပါလေဗျာဗုဒ္ဓကြာပန်းမိဘုံပွဲတော်ဟမ်ဟုတ်လားပါဗျာကထနာတန်နဲ့ကထနာရဲ့ဘုရားရှင်ကြီးမြတ်
မြန်မာ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 ဒါကကျွန်တော်မြန်မာနိုင်ငံဗုဒ္ဓဘာသာကိုယ်စင်းနေပုံရိပ်ဖြစ်ပါတယ်မြန်မာမင်္ဂလာပါမြန်မာ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 မင်္ဂလာပါမြန်မာ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 ကိုနေကြည့်ဟိုဘက်ဘေးရဟိုဘက်ချမ်းနမောဟာ